အားလုံးပဲမင်္ဂလာပါရန်ကုန်ရဲ့ကားရောင်းဝယ်ရပါရှင်ဒီနေ့မှာတော့ညီမတို့စီမှာ Mitsubishi 2003လေးကို CN ဆက်ဝယ်ယူတဲ့မင်္ဂလာနေ့လေးဖြစ်ပါတယ်စိုးအောင်လေးတွေမတင်ပေးပြလို့ပေါ့နော်ကားလေးတွေရောင်းထွက်သွားတာလေးကိုလည်းတင်ပေးပါဦးပြီးလို့ရှိရင်ဘာကားလေးတွေရှိသေးလဲရှိတဲ့ကားလေးတွေကိုလည်းထပ်ပြပေးပါအောင်ဆိုပြီးတော့တောင်းဆိုထားကြတဲ့မိတ်ဆွေတွေပြောထားကြတဲ့မိတ်ဆွေတွေအတွက်ညီမကဒါစိုးအောင်လေးကိုတင်ပေးရင်းနဲ့ကြံနေတဲ့ကားလေးတွေကိုလည်းပြပေးသွားမှာဖြစ်ပါတယ်ဒီအကိုတွေကတော့ညီမတို့စီမှာဒီကားလေးကိုပေါ့နော်အရေးကြဝယ်ယူအပ်ပေးသွားတာဖြစ်ပါတယ်အရေးကြယူခြင်းနဲ့မိတ်ဆွေတွေအတွက်ကတော့ညီမတို့ရုံးခန်းလေးမှာလာပြီးတော့ကားလေးတွေကိုကြည်ရင်းနဲ့အသေးစိတ်စုံစမ်းမြင်ပေးဖို့မြစ်တိုင်ခံပါတယ်။တော့ဒါအရေးကြလဲဝယ်ယူလို့ရတာဖြစ်ပါတယ်။ငွေချန် process နဲ့လည်းဝယ်ယူလို့ရတာဖြစ်ပါတယ်။တော့ငွေချန်ကတော့ဒါ picket ထဲမှာ 660cc ထဲမှာဆိုလို့ရှိရင်ဒါညီမတို့ဦးရဲ့ကားရန်ဝယ်မှာပဲရတာဖြစ်ပါတယ်။ဆိုတော့ကိုကငွေချန်နဲ့ဝယ်ခြင်းနဲ့အရေးကြပဲဝယ်ခြင်းနဲ့အလဲထပ်ပဲလုပ်ခြင်းနဲ့ဆိုလို့ရှိရင်ညီမတို့စီမှာလာပြီးတော့မှ 660cc picket တီးတန့်ကိုအယောင်ဝယ်အလဲထက်အရေးကြတွေဝယ်ယူအပ်ပေးလို့ရမှာပဲဖြစ်ပါတယ်။ဆိုတော့နောက်ထပ်ကျန်နေတဲ့ကားလေးကတော့3စီးကြံပါအောင်မယ်ရှင်နော်အော်တိုလေးတွေကလည်းကြံအောင်မယ်မန်နျူယ်လေးတွေလည်းကြံအောင်မယ်နောက်ပြီးလို့ရှိရင်တိတ်300အောက်လေးတွေလည်းကြံပါအောင်မယ်နောက်တိတ်300အောက်တဲကလူချင်းမားတွေဆွဲမိတ်ဆွေတွေအတွက်လည်းမော်ဒယ်လေးမြင့်တယ်လို့ပေါ့နော်နံပါတ်10ရလည်းမြင့်တဲ့ထဲမှာပါတယ်ဈေးတန်လေးနဲ့ရောင်းဝေးမဲ့ကားပါတယ်အခုရောင်းပေးတဲ့ကားလေးကတော့အခုဒီမှာပြထားတဲ့ Mitsubishi 2003လေးပါဒီကားလေးကတော့ရန်ကုန်လိုင်စင်လေးပေါ့နော်ဒါပါတယ်ဒီကားလေးဆိုရင်ကညီမတို့တရားဝင်ရင်စစ်ထားပြီးသားကားလေးဖြစ်ပါတယ်ဆိုတော့ကျတော့နောက်ထပ်ကျန်နေတဲ့ကားလေးတွေကတော့3စီးကြံပါအောင်မယ်အော်တိုတွေကဆိုလို့ရှိရင်မော်ဒယ်မြင့်တဲ့ထက်ကအော်တိုလေးကြံမယ်မော်ဒယ်မြင့်တဲ့ထက်ကပဲလိုချင်တဲ့ဆွဲမိတ်ဆွေတွေအတွက်လည်းကားလေးကြံပါသေးတယ်လာကြည့်လို့ရပါတယ်ရှင်ညီမတို့ကတော့ရန်ကုန်မြောက်တကုံ34ရက်ကွက်အုတ်ချွေမူရုံအနီးမှာကားလေးတွေကိုလာကြည့်လို့ရတာပဲဖြစ်ပါတယ်ဖုန်းနံပါတ်လေးကတော့3999116555လေးဦးရဲ့ပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးမတတာပါ